Story Rush Recap Channel မှာကြိုဆိုလိုက်ပါတော့ဒီနေ့မှာတော့လူတိုင်းကအသုံးမကျတဲ့အမိုက်လို့သတ်မှတ်ပြီးနှိမ်ချခဲ့ပဲမယ်တကယ်တော့ခန္ဓာကိုယ်ထဲမှာနတ်ဖျားတစ်ပါးဝင်စားနေမှဘယ်သူမှမရိပ်မိခဲ့တဲ့တားငယ်တရားကိုကြောင့်ကိုတင်ဆက်ပေးတော့မှာပါဇလန်းဆာမှာတော့နတ်ဖျားအဆင့်ကိုတက်လန်းကိုစူးစမ်းနေတဲ့တကူကြီးကျင့်ကြံသူတယောက်ဟာကောင်းကင်ရဲ့ပြင်းထန်လာတဲ့လျက်စီးတံကြောင့်ကြာရှုံးသွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ဟာပျောက်ကွယ်မသွားပဲလူဖြီကိုလွင့်စင်ကြလာပြီးရှောင်းရင်တော်မှာတည်ဆုံသွားပြီလို့အားလုံးကသတ်မှတ်ထားတဲ့တားငယ်ရှောင်းဖီယန်ရဲ့ချွမ်းနာကိုယ်တွေကိုဝင်စားသွားခဲ့ပါတယ်တီယာကနေအန်တော်ဘွယ်ပြန်လဲနိုးထားလာတဲ့ဖေယန်ကိုမြင်တော့ဆွေမျိုးတွေကတရေတပတ်လူကြောက်လန့်တကြထွက်ပြေးကြပါမယ်ဖခင်ဖြစ်သူရှောင်းချင်းကတော့သူ့ရဲ့တူးဒီတော်သားလေးပြန်ရှင်လာလို့ဝမ်းသာမဆုံးဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အခုနိုးလာတဲ့ဖေယန်ဟာအရင်ကလိုပြောညံ့နေသူမဟုတ်တော့ပါဘူးတိတ်မကြခင်မှာပဲသူ့ရဲ့အကိုတွေနဲ့စိတ်ဆက်ထားတဲ့မိန်းကလေး၃ယောက်ရောက်လာပြီးဖေယန်ကိုလာရောက်ဆင်ခေါ်ပါတယ်ဒလာတွင်ကျင်းပမဲ့ပြိုင်ပွဲမှာငါတို့ကိုအနံ့ယူနိုင်ရင်လက်ထပ်မယ်ဆိုတဲ့စိန်ခေါ်မှုကိုဖေယန်ကအေးစေးတည်ငြိမ်စွာနဲ့ပဲလက်ခံလိုက်ပါတယ်ဖေယန်ရဲ့စွမ်းအားကိုအရင်ဆုံးတည်ထွားတာကတော့သူ့ကိုလေ့ကျင့်ပြီးဖို့ရောက်လာတဲ့ဆရာမရှောင်းအန်ဝဲဖြစ်ပါတယ်ဖေယန်ဟာသူမရဲ့တိုက်ကွက်တွေကိုအလွယ်တကူခုခံနိုင်ုံတင်မကပဲရှုစတဲ့နဲ့မှတစ်ချိန်ပွင့်တဲ့နတ်ဖျားကြာပန်းကိုလည်းသူ့ရဲ့အရှိန်အဝါနဲ့တင်ပွင့်လာအောင်လုပ်နိုင်ခဲ့ပါတယ်ဒီကြာပန်းဟာတခြားပါရမီရှင်တွေဘလို့ပဲစူးစမ်းပါစေပွင့်မလာခဲ့ပေမဲ့ဖေယန်ရှေ့မှာတော့အလိုလိုပွင့်သွားခဲ့တာပါဇက်ရှင်မင်္ဂလာတာကတော့အန်ဒီရဲ့များလာတဲ့33တက်ရှိကောင်းကင်မြောက်စင်ကိုဖေယန်တက်ရောက်တဲ့အချိန်မှာပါလူတိုင်းကသူ့ကိုပထမထပ်မှာတင်တေမာပဲလို့လောင်ပြောင်နေကြပေမဲ့ဖေယန်ကတော့ထိတ်ဆုံးအထက်ထိရောက်အောင်တက်ပြနိုင်ခဲ့တယ်လို့ဘေးဒုက္ခရောက်နေတဲ့ချမ်းရွှေကိုလည်းဘယ်သူမှမသိအောင်ကဲတင်ပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရန်သူတွေဖြစ်တဲ့မင်းသားလေးနဲ့မွေးစားသားရှောင်းဟုံတို့ကဖေယန်ကိုတစ္ဆာဖောင်မှုနဲ့ဆွတ်တွဲပြီးထောင်သွင်းအချင်းချခဲ့ပါတယ်ဖေယန်ဟာထောင်ခန်းထဲမှာတင်သူ့ရဲ့ကြောက်မက်ဖွယ်စွမ်းအားကိုထုတ်ဖော်ပြသလိုက်တဲ့အခါတမျိုးနဲ့လုံးတုံလုသွားပြီးဖမ်းဆီးထားတဲ့အရာရှိတွေပါဒူးထောက်တောင်းပန်ခဲ့ရပါတယ်ပြန်ကွဲမတိုင်ခင်မှာဖေယန်ဟာဆယ်အောင်မရှောင်းအန်းနဲ့အတူနတ်ဖျားပန်းကိုသွားယူရင်နှစ်ဦးကြားတန်ရောစင်ကြောင့်အချစ်အစိတ်မွေးသွားခဲ့ပါတယ်ဒီတရားကြောင့်သူဟာအင်အားနည်းနေပေမဲ့နောက်ဆုံးကိုကန်ပညာပြိုင်ပွဲကြီးမှာတော့သူ့ကိုလောင်ပြောင်ခဲ့တဲ့ရခိုင်ချန်ပီယံ1ဟွေကိုအပြည့်အသက်အနိုင်ယူပြလိုက်ပါတယ်ဒါအပြင်ပိုင်ကြီးရမိသားစုကိုတတ်ခဲ့တဲ့ရန်သူကြီးကြည်ဟုံကိုလည်းသူကကွဲရကန်ကြီးကောင်းကင်လျက်စီးစွမ်းအားဝေမျှပေးပြီးလက်စားချေနေအောင်ကူညီပေးခဲ့ပါတယ်ဇက်သိန်းပိုင်းမှာတော့အိတ်ကရိတ်ကိုတွေကဖေယန်ရဲ့စွမ်းအားကိုလိုချင်လို့ဖိအားပေးလာတဲ့အခါမှာတော့ဖေယန်ဟာနတ်ဖျားအဆင့်ဆေးလုံးကိုတောက်တုံးလိုက်ပြီးအိတ်ကရိတ်ကိုပါသူ့ခြေပေါ်အောက်မှာဒူးထောက်အရှုံးပေးစေခဲ့ပါတယ်အားလုံးကအံ့ဩမင်တက်နေတဲ့အချိန်မှာပဲဖေယန်ဟာသူ့ရဲ့လူဖြီကတာဝန်တွေပြီးဆုံးသွားခြင်းကိုပြောကြားပြီးကောင်းကင်လျက်စီးတွေနဲ့အတူနတ်ဖျားပုံစီကိုပြန်လဲတက်လန်းသွားတဲ့လူသားတွေမမေ့နိုင်မဲ့ဒန်တရားတစ်ခုကိုခြံထားရခဲ့ပါတော့တယ်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန် recap လေးတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ story rush recap ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်